မိမလေးရသူတက်တာအတွင်းဝန်ဆက်နိုင်တဲ့ကောင်မလေးတယောက်လည်းရလိုက်တဲ့ဟယ်ရီယာညီပြတူဒက်စ်ကိုဖက်ထုတ်ကဘတ်စ်နဲ့အတူမျက်လက်ပွဲတွေဆက်လက်ဖန်တီးခဲ့ပြီးအသက်ဆုပ်ဆောင်ထားတဲ့လူအချို့နဲ့ခရီးထွက်နေရင်ထိုလူတွေရဲ့ကျွမ်းကျင်မှုကိုလိုက်လံတည်ယူကအသုံးချဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူညီဒက်စ်တော့ဖွင့်တက်နေပြီဖြစ်လို့ဒီထက်အောင်မြင်ခြင်းတကယ်လောကရဲ့ခြေလမ်းစားဖို့သဘောပေါက်လာတဲ့ဟယ်ရီယာရဲဘူးတယောက်ထပ်သွားကအချုပ်ထဲကလွတ်မြောက်အောင်လုပ်ပြဖို့ဖန်ခိုင်းနေမယ်။အဲ့ဒါကိုခွင့်ပြုပေးလိုက်ရင်ចောင်းသားတွေသူ့နောက်လိုက်လာကြလိမ့်မယ်လို့ညင်ပါတယ်။ပြပွဲကိုချိန်ညာမှုမတက်နိုင်တဲ့ဟယ်ရီကတော့တည်င်းသမားတွေကိုအသုံးချဖို့စီစဉ်လိုက်ပြီးစကမ်းမှုကိုလည်းသူ့ကိုအချုပ်ထဲမှာထိန်းထားနိုင်မှာကဒေါ်လာ100လက်ငင်းရမယ်လို့ရှိသမျှပုံအော်ပြီးညှို့ဆွဲလိုက်ပါတယ်။ဒါအပြင်အပေါ်စုကြီးအနေနဲ့ငယ်စဉ်ကလေးကဓာတ်ရိုက်ထိမှန်တဲ့နာကျင်မှုမျိုးဖြစ်မလားအသေးချာလေ့ကျင့်ထားတဲ့သူ့ဘိုက်ကိုတစ်ချက်ထိုးခွင့်မှာပေးလိုက်ပါတယ်။အဲ့ဒီနောက်လက်ထိတ်တန်းလာတဲ့အချုပ်ထဲထည့်လိုက်တဲ့စကန်မှုကဘားချက်အနမ်းကြောင့်ပါဇက်ကိုပါတိချစစ်စစ်ပြီးအပြင်ထွက်မလာနိုင်ရင်ဒီနေအေးချမ်းမှုကိုနှောက်ယှက်တဲ့ပုံမှန်နဲ့တညလုံးပိတ်ထားမယ်လို့တတိပေးသွားပါတယ်။လေကြောင်းနဲ့ညှို့ချထားတဲ့တန်ချောင်းအသေးလေးကိုအသုံးချပြီးလွတ်မြောက်သွားတဲ့ဟယ်ရီဟူဒီနီကိုလူတွေကဖျော်ဖြေရေးသမားဆိုတာထက် The Great Houdini ရဲ့လို့ခေါ်တွင်လာကြပါတယ်။ဟယ်ရီကတော့သူဘလောက်နာမည်ကြီးလာပါသေးနောက်ထပ်လွတ်မြောက်ပြမယ့်တောက်ွက်တိုင်းဟာပုံမကြီးကျယ်ဖို့လိုမှသိနေခဲ့ပြီးသူ့မိကတော့တည်င်းကောင်းသီးတွေကိုလိုက်လံစုဆောင်ပေးနေပါတယ်။ဒီရဲ့မျက်လက်ပစ္စည်းအယောင်ဆိုင်မှာသူတတိထားမိအောင်အသေးသားပြောက်ွက်လေးတွေလောက်ပြနေသူတယောက်ကိုတောနှုတ်ဆက်တဲ့အခါတောတန်တွေကိုကိုနဲ့မကွာဖောက်ထားနိုင်ဖို့ကိုယ်တိုင်တီထွင်ထားတဲ့ဆိုသူကဓာတ်ပုံချိတ်တဲ့ဝါယာချိုးပြောလို့တန်ထက်လွှားတစ်ခုကိုပါထုတ်ပြနေလို့နာမည်ကိုမေးကြည့်တဲ့အခါဂျင်ကောလင်းလို့ဆိုပါတယ်။ဒါကြောင့်မင်းကားကိုစင်တကောင်လုံးဖြောင်းနိုင်အောင်ကိုကြီးမလားရေခဲပြင်အောက်ကထွက်လာနိုင်အောင်လုပ်ပေးမှမိလိုက်တော့ကြီးစံဖန်းနဲ့ပြက်ကွက်လုပ်ပေးနိုင်တယ်လို့စင်ကိုဖြောင်းနိုင်ဖို့အချိန်ပေးရန်တောင်းဆိုနေရတဲ့အခုမှတွေ့တဲ့လူကိုမန်နေဂျာခန့်မဲ့ဟယ်ရီကြောင့်ဘတ်ကကြောင်အားဖြစ်နေပါတယ်။သူ့ပိုစတာတွေစုနေသူမိခင်စီကိုလည်းအမေနဲ့တူရှိတင်ကြောင်ပြောရင်လောလောဆယ်သူ့အလုပ်တွေရှုံးနေတဲ့အီလီနွိုင်းမှာတန်ချိုးတွေနဲ့ဝိုင်းခတ်နေတဲ့ရဲတွေကသူတို့ချီကာကိုမှတော့လူတယောက်ကိုအချုပ်ထဲထည့်ပြီးဆိုရင်ပြန်ထွက်မလာသေးတဲ့ကြောင်နောက်ပြောင်ကအချုပ်ထဲကိုချီထည့်ကြပါတယ်။ဒါအပြင်ပါဇက်ထဲမှာတော့ဖွက်လို့မရအောင်မပိတ်ခဲ့ပြီးဂျင်ကအကောင်းဆုံးတပ်ပုံရိုက်ပြီးပါတယ်။အဲ့ဒီနောက်လူအားလုံးနဲ့အဆောင်တွေအပြည့်ထွက်သွားတဲ့အချိန်ခဏမှာလက်အတူတစ်ချောင်းပါလာတဲ့ဟယ်ရီကတော့အချုပ်ခန်းထဲကလှည့်မြန်သွားလွတ်မြောက်သွားပြန်တဲ့အတွက်ဟူဒီနီရဲ့လို့နာမည်ကြီးတစ်ခက်ကြီးသွားပါတယ်။ဒီလိုနဲ့ဝစ်စကွန်ဆင်ကမိခင်ကိုဘရုတ်ကလင်ကဆိုင်ထန်ရွှေ့ပြောင်းမှုခေါ်လိုက်ပြီးဟယ်ရီကတော့သူ့အတွက်ပြင်ဆင်ပေးထားတဲ့ဂျင်မြက်ပြောက်ကွက်အသစ်တွေကိုလိုက်ကြည့်နေပါတယ်။အကြီးစားလွတ်မြောက်မှုကြီးဖြစ်တရုတ်တွေရင်းနဲ့နှိမ့်ဆက်တဲ့အရာတစ်ခုကိုမြင်လိုက်ရချိန်ကစပြီးသူ့ဘဝကိုထာဝရပြောင်းလဲပြစ်တော့မယ်လို့သိလိုက်ရပါတယ်။ဒါကိုချက်ချင်းပဲစမ်းကြည့်မယ်ဆိုကဘတ်ကိုလက်ပြပြီးရေကန်နဲ့သောက်ထိုးဆင်းသွားပြီမဲ့တခါမှမလုပ်ဘူးတဲ့ရေဖြစ်အားကြောင့်ရက်ဖို့အချက်ပြလိုက်တဲ့ဟယ်ရီကိုပြန်ဆွဲတင်ရမယ်ညနေလို့ဘတ်ကမှန်ကိုခွဲခိုင်းပါတယ်ဒီတော့မှဂျင်ရက်ခွဲပြီးလို့လွတ်မြောက်လာပြီးအစင်ပြေရလာလို့စိုးရိမ်တကြီးဝိုင်းမိကြပြီမဲ့ဟယ်ရီကတော့စိတ်ကူကောင်းမဲ့လို့ပြောရင်ကျဉ်းနေပါတယ်အဲ့ဒီနောက်ချီကာဂိုကအော်ပရာပြသရုံတစ်ခုမှာလူတယောက်အလုံးစုံအသက်အောက်နိုင်ရင်ဘယ်နှစက္ကန့်လဲလို့ပရိသတ်ကိုလိုက်လောက်ခိုင်းပြီးထိုခိုက်တတ်မှာစက္ကန့်လက်တန်တွေကနှင်းလုံးချောင်းတက်တည်ပြပြီးနောက်သူ့ရဲ့ပြကွက်အစ်ထဲကနေလွတ်မြောက်ပြရန်ပြင်ဆင်ပါတယ်ချီချင်းဝတ်တွေကိုခိုင်ခန့်နဲ့တက်တာထိတ်တုံနဲ့ခက်ကတရုတ်ရည်တွင်းနှိပ်စက်ခန်းနဲ့သောက်တိုးနဲ့ပြမဲ့အချိန်တခုခုမှားရဲသွားရင်တော့မိသက်သမားတအုပ်ကရေကန်ကိုပစိန်နဲ့ခွဲပေးရမှာဖြစ်ပါတယ်သူမရှိတဲ့တေမလို့ဖြစ်ဘူးတဲ့ပြကွက်အတွက်ဘတ်က6ချနေပြီမဲ့စက္ကန့်60ရောက်မှရေတန်းချဖို့အချက်ပြလိုက်ပြီးတက်တာကိုတော့ရီနဲ့ခက်ခါအကာရောင်နေနဲ့ဖုံးလိုက်ပါတယ်တိတ်ဆိတ်နေတဲ့ပြသက်ရုံမှာမိနစ်ရေတွက်နေသူဂျင်မြက်အတန်သာဖုံးလွှမ်းနေပြီမဲ့သူတို့ကိုယ်တိုင်လည်းမျက်နှာပြတ်နေကြသလိုပရိသတ်တွေကတခုခုမှားနေပြီလားလို့ထားမိလာကြပြီးအချိန်ကလည်း3မိနစ်ထိရှိလာပါပြီစူညာပူညာဖြစ်လာတဲ့ပရိသတ်ကြောင့်မှန်ကိုခွဲရန်မိသက်သမားကိုခေါ်လိုက်ရပြီးအကာအကွယ်ကိုဖယ်လိုက်ချိန်ရေကန်ထဲမှာလူမရှိတော့ပဲပစိန်နိုင်ထားတဲ့မိသက်သမားကဟူဒီနီဖြစ်နေလို့အဲ့လိုရင်ကုန်စိတ်လှုပ်ရှားကြပြကွက်တွေနဲ့နာမည်ကြီးတစ်ထက်ကြီးလာပါတယ်ဝါရှင်တန်ဒီစီကအမေရိကန်ပြည်ဝထောက်လှမ်းရေးဒရိုက်တာဟာဥရောပဖြော်ပြေးစားတော့မှာမို့သူတို့ရည်ရွယ်ချက်အတွက်ဟူဒီနီကအသင့်တော်ဆုံးလို့တိုင်ပင်ပြင်ဆင်နေကြပြီးဂျာမန်စကားပြောတတ်တဲ့ဟန်ဂေရီနယ်ဝါဂျူးလူမျိုးကသမဏထက်တောင်ဝင်ကောင်းနေတဲ့အမေရိကအကျော်ကြားဆုံးလူမို့နယ်လက်ဖြော်ပြေးသမားကိုသူတို့အတွက်ဟန်ဆောင်ခိုင်းရန်ကြံစီနေပါတယ်ပထမကမ္ဘာစစ်ကြီးဖြစ်မလာခင်ကာလမို့ဂျာမန်ပြည်ကန်ဆိုင်ရဲ့ကောင်းထဲမှာဘာရှိလဲသိရအောင်ဟူဒီနီကိုအသုံးချချင်နေတဲ့အတွက်ဟူဒီနီရဲ့အားနည်းချက်ကသူ့မိဆိုတာကိုလည်းသိသွားကြပါတယ်ဘယ်သူမှတတိမထားမိတဲ့အချိန်ကလေးကအမေရိကန်ဟာပြည်တိန်နဲ့ပူးပေါင်းပြီးဂျာမနီရဲ့ချင်းချောက်မှုကိုစောင့်ကြည့်မဲ့အပေါ်မှာဟယ်ရီကမမျှော်လင့်ထားတဲ့မျက်လုံးဖြစ်ပါတယ်သူအကောင့်ထဲပေါ်ရမယ့်အထက်မှာအစမ်းကျဲဆုံးမျက်လက်ကစပိုင်လုပ်ငန်းဖြစ်ပြီးပြောဝချက်ကိုမဖော်ပြရတဲ့မျက်လက်ဆရာသူတို့တော့ကိုင်းညီတဲ့အရာလည်းဖြစ်ပါတယ်နိုင်ငံတော်ကမင်းကိုလိုအပ်နေပြီမို့တယောက်တည်းလာခဲ့ပါဆိုတဲ့စာကစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းပြောတော့အမေရိကန်ရုပ်ဝက်ဖွဲ့စည်းရမဟာမိတ်အင်္ဂလိပ်ထောက်လှမ်းရေး MI5 ကထိုးလူဟာဆာဝီလီယံမဲဗီလို့မိတ်ဆက်လာပြီးစာရွက်ကိုမေးရှို့လိုက်ပါတယ်